တိုင်းဒေသကြီးအိမ်မဲရွှေလို့တော့ပိုင်းထန်းတပင်ကျေးရွာအုပ်စုကျုံကောက်ကျေးရွာမှာဇော်မိုးဟိတ်တန်ချက်ဆက်ပဲဖြစ်ပါတယ်This is DJ Remix Productions. DJ Ball K. မင်းတို့အကုန်လုံးမျှော်လင့်ဆောင်စားနေတဲ့ကျုံကောက်ကျေးရွာမှာဇော်မိုးဟိတ်ရောက်လာပြီဇော်မိုးဟိတ်ကြီးရောက်လာပြီကွာကုန်လုံးတိတ်တိတ်နေကြစမ်းကွာဇော်မိုးဟိတ်ကြီးရောက်လာပြီကွာဇော်မိုးဟိတ်ကြီးရောက်လာပြီအားလုံးပဲတိတ်ဆိုတိတ်ပိတ်ဆိုပိတ်လိုက်ကြစမ်းဟေ့ဇော်မိုးဟိတ်ရောက်လာပြီဇော်မိုးဟိတ်ကြီးရောက်လာပြီ This is DJ Remix Productions. DJ Ball K. မော်မကြည့်နဲ့မင်းတို့ရှစ်မှာဇော်မိုးဟိန်ကြီးရှိတယ်ကွာမင်းတို့ရဲ့ရှစ်မှာဇော်မိုးဟိန်ကြီးရှိတယ်ကွာမင်းတို့ရဲ့ရှစ်တကရှစ်မှာဇော်မိုးဟိန်ရှိတယ်ကွာမင်းတို့ကကြားကောင်းကိုမှတန်းလာရှာကြတာကွာဒါကြောင့်ထွက်ပါထွက်ခဲ့စမ်းမှာမိုက်တက်ကောင်လေးဆိုရင်ထွက်ခဲ့စမ်းမှာကွာထွက်ခဲ့စမ်းမှာဇော်မိုးဟိန်ကမင်းတို့အားလုံးကိုစိန်ခေါ်ရဲတယ်ကွာစိန်ခေါ်ရဲတယ်ဇော်မိုးဟိန်ဆိုတဲ့ငါကိုမရှင်းနိုင်ရင်တော့မင်းတို့အားလုံးအချိုးပြေအချိုးမပြေလို့တောင်းမကျိုးရင်ပိုးကျိုးသွားအောင်ဇော်မိုးဟိန်ကဆုံးမပေးလိုက်မယ်ကွာဟဲ့ကောင်ကိုယ့်ဆက်ကိုယုံလို့စိန်ခေါ်တာကွာဇော်မိုးဟိန်ကကိုယ့်ဆက်ကိုယုံလို့မင်းတို့အားလုံးကိုစိန်ခေါ်တာကွာစိန်ခေါ်တာဇော်မိုးဟိန်ကကိုယ့်ဆက်ကိုယုံလို့မင်းတို့အားလုံးကိုစိန်ခေါ်တာကွာစိန်ခေါ်တာ This is DJ Remix Productions. DJ Ball K. ဒါကြောင့်ရှင်ရဲမှရှင်မရှင်ရဲရင်တော့နောက်ပြန်လှည့်လို့ချိန်မိသေးတယ်နော်မင်းတို့ရဲ့ရှစ်မှာဇော်မိုးဟိန်ရှိတယ်ကွာဇော်မိုးဟိန်ရှိတယ်ဒါကြောင့်ချိန်မနှောင်းမီပြန်ဆန်းစစ်လို့ရသေးတယ်ကွာ This is DJ Remix Productions. DJ Ball K. ချစ်သူမိဘအပရိသတ်များယခုခန်းစားနားဆင်နေရတဲ့တေးတန်တာကတော့အေယာဝတီတိုင်းဒေသကြီးအိမ်မဲရှင်မြို့တော်ပိုင်းထန်းတပင်ကျေးရွာအုပ်စု
ကျုံကောက်ကြေးကမှဇော်မိုးဟိတ်အတန်ချက်ဆက်ကြီးပဲဖြစ်ပါတယ်ဇော်မိုးဟိတ်အတန်ချက်ဆက်ကြီးပဲဖြစ်ပါတယ်ဇော်မိုးဟိတ်အတန်နောက်တစ်ဖန်တန်တရားထွေးမှာကံမကုံလို့ပြန်လာတွေ့ခဲ့မယ်ဆိုရင်လေဇော်မိုးဟိတ်မှာစီစဉ်တင်ဆက်မှုအမှားရင်လေးတွေရှိခဲ့မယ်ဆိုခွင့်လွတ်တီးခံရင်ခံစားနာဆင်ပေးကြပါလို့ကောင်းခြင်းအဖျားဖျားမင်္ဂလာအပေါင်းနဲ့နှုတ်ခွန်းဆက်တာဂါရဝပြုလိုက်ရတဲ့တေးတန်သားကြီးကတော့ဇော်မိုးဟိတ်ဇော်မိုးဟိတ်အတန်ချက်ဆက်ဇော်မိုးဟိတ်အတန်ချက်ဆက်ပဲဖြစ်ပါတယ်